အားလုံးပဲမင်္ဂလာပါဗျာဂျမ်မစ် channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ဒုတိယကမ္ဘာစစ်တွင်းကဂျပန်နိုင်ငံမှာလေကြောင်းပညာကိုသင်ကြားခဲ့တဲ့မြန်မာလူငယ်တွေအကြောင်းအပိုင်း3ကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာမြန်မာလူငယ်လေး10ယောက်အသက်20ပတ်ချာလဲလေးတွေနဲ့အမိနိုင်ငံလေပိုင်နက်ကိုကာကွယ်မဲ့မြန်မာပိုင်းလော်ကြီးတွေလို့သူတို့ကိုနှစ်ဖူးတွေဒုတွေကိုယ်တိုင်လက်ထပ်တင် जा ပေးခဲ့တဲ့ဂျပန်ဆရာနှစ်ယောက်ဖြစ်တဲ့ဖူဂျီကာမီနဲ့ထာဂျီမာတို့ကတော့မိဘများတပွဲစူဒန်သူဟောက်တန်ဟောက်နဲ့အလွန်တန်ရောစင်ဖြစ်နေကြပါပြီတခါတော့ကရဲဘော်ချစ်ခင်တယောက်လေရင်ကိုတယောက်တည်းယူပြီးတော့မောင်းနေသွားပါတယ်လေပေါ်မှာပဲလင်းပြန်ကိုဂျွန်းတို့ဒိုင်ပင်ဖြစ်ဘဲညာလေပေါ်ဝဲပြီးတော့မြေပြင်ကိုပြန်ဆင်းလာတဲ့အခါမှာတော့မထင်မပဲနဲ့လေမုန်တိုင်းအငယ်စားလေးကဝင်ရောက်တိုက်ခိုက်ပါလီရောရဲဘော်ချစ်ခင်မှာကွင်းပေါ်ကိုပြန်ဆင်းလို့မရဘဲနဲ့လေပေါ်မှာပဲဆက်ရှိန်တက်ပြီးတော့ဝဲနေရပါတယ်ရဲဘော်ချစ်ခင်တို့အုပ်စုရဲ့ဆရာဖူဂျီမာကလည်းပြာရာခတ်နေပြီးတော့မတက်တာတဲ့အဆုံးမှာတော့လေရင်တစည်းကိုကောက်စီးပြီးတော့ရှေးကနေလမ်းပြတွဲခေါ်ပြီးတော့မြေပြင်ကိုပြန်လဲဆင်းသက်ခဲ့ရပါတယ်နောက်တစ်ယောက်ကတော့ရဲဘော်စိုးလိုက်ပဲဖြစ်ပါတယ်သူလင်းလေဘော်ကိုပြန်တက်သွားလို့မကြာမီပါပဲမိုးကြီးတဲကြီးမဲကြီးရွာပါလေရောရဲဘော်ဆိုလိုင်းကလည်းတော်တော်နဲ့ပြန်ဆင်းဖို့အခက်အခဲကြုံနေပြီးတော့ကွင်းပေါ်မှာပဲတဝဲလေလေဖြစ်နေပါတော့တယ်မြန်မာចောင်းသားတွေအကုန်လုံးလဲစိုးရင်တကြီးနဲ့ပြပြတလဲတွေဖြစ်ကုန်ပါလေရောမြန်မာတွေတဲ့ဆိုတာကတော့ရဲဘော်ဆိုလိုင်းတို့ရဲ့ဆရာထာကြီးမှာဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ကားပေါ်ပဲတက်တော့မလို့ဒီရင်ပဲပြေးမောင်းတော့မလို့နဲ့ဖြစ်နေပုံကကြီးရမလို့ငိုရမလို့ဖြစ်နေပါတော့တယ်မိုးလေးဆဲသွားတော့မှပဲရဲဘော်ဆိုလိုင်းလဲချောချောမောမောနဲ့ပြန်လဲဆင်းသက်လာနိုင်ခဲ့ပါတယ်အဲ့တော့မှပဲဆရာတာကြီးမှလည်းသူ့ရဲ့တပည့်ကိုပြေးပြီးတော့ပွေ့ဖက်ကဝမ်းတာအားရဖြစ်သွားပါတော့တယ်မြန်မာလူငယ်တွေနဲ့ဂျပန်ဆရာတို့ရဲ့ကြားကတန်ရောစင်လေးတွေပဲဖြစ်ပါတယ်ဩဂုတ်လ26ရက်နေ့မှာတော့မြန်မာစစ်တပ်မှုဗိုလ်မှူးကြီးစက်ကြာတို့အဖွဲ့ကလာရောက်လည်ပတ်ကြပါတယ်ဗိုလ်မှူးကြီးစက်ကြာတို့အဖွဲ့ကိုမြန်မာလူငယ်တွေတဲကရဲဘော်တောင်းတန်နဲ့ရဲဘော်စိုးလိုင်းတို့ကလေရင်အမောင်းပြပြီးတော့ဖျော်ဖြေခဲ့ရပါသေးတယ်ထမင်းစားတော့ပြည်သည်လို့ပြန်ကန်နီးမှာမှဗိုလ်မှူးကြီးကတိုက်လျင်မောင်းတင်တန်းပြီးလို့ရှိရင်မင်းတို့အတွက်ဟာယာဘူဇာမျိုးစားတိုက်လျင်10သိန်းပေးမယ်လို့ငါ့ကိုဂျပန်တွေကပြောထားတယ်မင်းတို့အစွမ်းကုန်ကြိုးစားကြကွာဟုမှာပြီးတော့ပြန်သွားခဲ့ပါတယ်ဂျပန်တို့ရဲ့ဟာယာဘူဇာတိုက်လျင်ဆိုတာကတော့မြန်မာပြည်စစ်မြေပြင်မှာဗြိတိရှတို့ရဲ့ဟာရီကိန်းမျိုးစားလျင်ပြန်တွေကိုအလဲထိုးထားတဲ့မိတ်ရင်ဂျပန်မျိုးစားလျင်တစ်မျိုးပဲဖြစ်ပါတယ်အဲဒီနောက်မှာတော့ခီဝေးပြန်တန်းတဲ့လေ့ကျင့်ခန်းတွေကိုစတင်လေ့ကျင့်ရပါတော့တယ်ဂျပန်ဆရာကရှေ့ခုံမှာထိုင်ပြီးတော့ကျောင်းသားကနောက်ခုံမှာထိုင်ပြီးတော့မောင်းနေရတာပါအမြင့်ပေမီတာ2000ကိုရောက်အောင်မောင်းတက်ပြီးတော့မှဆရာကလက်လွတ်ခါကျောင်းသားကိုမောင်းခိုင်းတဲ့လေ့ကျင့်ခန်းမျိုးပဲဖြစ်ပါတယ်အနောက်ကကျောင်းသားကိုဘေးပညာပတ်ဝန်းကျင်မမြင်ရအောင်အဝတ်နက်နဲ့ကာပြီးတော့ရှေ့ကဒိုင်ကော့တစ်ခုတည်းကိုပဲကြည့်ပြီးတော့မောင်းနေရတာလည်းပဲဖြစ်ပါတယ်ဘာဖြစ်လို့အဲ့လိုအဝတ်နက်ကာပြီးလေ့ကျင့်ရတာလဲဆိုတော့ခီးဝေးကိုမောင်းနေပြန်တန်းတဲ့အခါမှာရာသီဥတုကြောင့်တိမ်ဆိုင်တိမ်ခဲတွေတဲ့ရောက်သားတဲ့အခါညမောင်တုမှာမောင်းနေရတဲ့အခါတွေမှာလေ့ကျင့်ရစေဖို့အတွက်ပဲဖြစ်ပါတယ်အခြေခံလျင်မောင်းတင်တန်းပြီးဆုံးတဲ့အခါမှာတော့တိုက်လျင်မောင်းတင်တန်းကိုဆက်လက်ပညာသင်ကြားဖို့အတွက်အာဂင်းတော်ကျောင်းကိုထွက်ခွာဖို့အတွက်ပြင်ဆင်ရပါတော့တယ်အာဂင်းတော်ကျောင်းကိုမသွားခင်နှုတ်ဆက်ပွဲလုပ်တဲ့အခါမှာဂျပန်ဆရာတာကြီးမကမိန့်ခွန်းပြောပါတယ်မင်းတို့တွေလင်းကိုကျွမ်းကျွမ်းကျင်ကျင်မောင်းတက်သွားကြပြီအခုကစားပြီးတော့ပုံမော်အဆင့်မျက်နှာတွေကိုမင်းတို့သင်ကြားရတော့မှာဖြစ်တဲ့အတွက်မင်းတို့အတွက်ငါဂုံလဲဂုံယူတယ်ယုံလဲယုံကြည်ပါတယ်မင်းတို့တိုက်လျင်တင်တန်းပြီးဆုံးလို့တာဝန်ထမ်းဆောင်ကြတဲ့အခါမှာမင်းတို့တက်ထားတဲ့ပညာတွေကိုနေ့စဉ်တာဝန်ဝတ္တရားအတွက်9ပုံသာအသုံးပြုပါမဖြစ်မနေအရေးပေါ်သုံးရမယ်ဆိုရင်9ပုံသာသုံးပါနောက်ဆုံးအခြေအနေတည်ရရှင်အဖြစ်မှ10ပုံစလုံးထုတ်သုံးပါအဲ့ဒါမင်းတို့အတွက်အသက်ရှည်စေပဲလို့မိန့်ကြားခဲ့ပါသေးတယ်9လနီးပါးပညာသင်ကြားခဲ့ရတဲ့လေရင်ကွင်းနဲ့အတူလေ့ကျင့်ခဲ့ကြတဲ့ဂျပန်စစ်ဗိုလ်လေးတွေကလည်းမြန်မာလူငယ်လေးတွေနဲ့တန်ရောစင်ဖြစ်ကခွဲရမယ်ဆိုတဲ့အခါမှာတော့ဝမ်းနဲ့မျက်ရည်တွေကြားခဲ့ကြပါတယ်နေ့တိုင်းမမောမပန်းထမင်းချက်ကျွေးခဲ့တဲ့ဂျပန်မကလည်းမျက်ရည်အရွှဲသားနဲ့အားလုံးဟာခဏတာဆုံတွေ့ခဲ့ရပေမဲ့လည်းဝမ်းနဲ့သာခွဲကာခဲ့ပြီးတော့တိုင်းပြည်အတွက်ဆိုတဲ့စိတ်နဲ့နောက်ထပ်ပညာတွေကိုစီးပူးဖို့အတွက်ထွက်ခွာလာခဲ့ပြန်ပါတယ်အာဂင်းတော်လျင်ဝင်းကိုသွားတဲ့အခါမှာပဲတဲကိုကန်းတစ်ခုမှာဗိုလ်ကြီးထိုးကူးနာကနဲ့မြန်မာလူငယ်တွေ10ယောက်တို့ဟာရင်နွေးစိန်ပြန်ပါတယ်အဲ့ဒီရင်နွေးကန်ထဲမှာမြန်မာဆယ်ကျော်သက်ចောင်းသား10ယောက်နဲ့ဂျပန်စစ်ဗိုလ်မှလွဲပြီးတော့အခြားပြည်သူတူတယောက်မှမရှိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအသက်20လောက်ရှိတဲ့ဂျပန်မိန်းမပြိုလေးဟာမိမွေးတိုင်းဖာမွေးတိုင်းပုံစံနဲ့ရေကန်ထဲကိုခက်တီတီဆင်းလာပါလီရောမကြပါဘူးရေကန်ထဲကယောက်ျားတွေအကုန်တက်ပြေးပါလီရောဗျာဒါကလည်းတစ်ချိန်ကဂျပန်နိုင်ငံရဲ့ထူးဆန်းတဲ့ယဉ်ကျေးမှုတွေတဲကတစ်ခုပဲလို့ထင်မြင်မိပါတယ်လေရင်ကွင်းအစ်စ်ကိုရောက်တော့ဂျပန်တက်ချက်ကြီးအာနာဖူကီဆိုသူကမြန်မာလူငယ်တွေကိုလေ့ကျင့်သင်ကြားပေးဖို့တာဝန်ယူရပါတယ်အာနာဖူကီရဲ့ပုံစံကတော့မြန်မာမျက်နှာပေါင်းနဲ့ဆင်တူပြီးကိုဟန်နေထားကတော့ဂင်တိုတိုပူကော့ကွပုံစံဖြစ်ပါတယ်
အာနာဖူဂီကနည်းနည်းရပုတ်ကိုတော့မဟုတ်ပါဘူးဂျပန်ပြည်မှာထင်ရှားပြီးလူသိများတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ဦးဂျပန်ပြည်အတွက်တိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်းအဖြစ်မူလာတန်းဖတ်စာအုပ်ထဲမှာဖော်ပြခြင်းခံရတဲ့သူတူလည်းပဲဖြစ်ပါတယ်အာနာဖူဂီယာစစ်ဦးပိုင်းကာလ၌မြန်မာပြည်ရန်ကုန်မြို့ကာကွယ်ရေးလေတပ်စခန်းကလေတရဲတူဖြစ်ပါတယ်ရန်ကုန်ကိုဘုံကျဲတိုက်ခိုက်ဖို့လာတဲ့ပြည်တိရှက်လေးမြန်တွေကိုရန်ကုန်ကောင်းငင်ရန်ကနေပသိမ်ကမ်းခြေထိရောက်အောင်လိုက်လံတိုက်ခိုက်နိုင်ခဲ့တဲ့သူတူလည်းပဲဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲမှာအာနာဖူဂီကအင်္ဂလိပ်လင်း၅စီးထိပြတ်ကျအောင်စွမ်းဆောင်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့သူ့လင်းလည်းကြီးထိမှန်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကပသိမ်နီးတွဲမှာရှိတဲ့ကရင်ရွာလေးတရွာကိုလေရင်ထိုးဆင်းခဲ့ရပါတယ်ဒုတိယကမ္ဘာစစ်အစပိုင်းအာရှတိုက်စစ်မျက်နှာပြင်မှာရောဥရောပတိုက်စစ်မျက်နှာပြင်မှာပါဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ပွဲတွေထဲမှာတစ်ချိန်နဲ့လေရင်၅စီးထိပြစ်ချနိုင်ခဲ့တဲ့သူဖြစ်အာနာဖူဂီကစံချိန်တင်ထားခဲ့တဲ့သူလည်းဖြစ်ပါတယ်သူတန်ရာရရှိလို့လင်းပြန်ထိုးဆင်းတဲ့ရွာလေးကကရင်လူမျိုးတွေကကူညီကယ်ဆယ်ပေးခဲ့တာကြောင့်မို့လို့ကျေးဇူးတင်မဆုံးဖြစ်ကမြန်မာចောင်းသားတွေကိုလည်းဖလဲတကင်းနဲ့ရင်းနှီးနှီးနေတဲ့သူတူလည်းပဲဖြစ်ပါတယ်ရဲဘော်ထွန်းတန်းလင်းပြကြခြင်းအဲ့ဒီနေ့ကလေ့ကျင့်ခန်းပြုလုပ်နေတဲ့လင်းတွေဟာကောင်းကင်ရံမှာငတ်များပမာပြန်တန်းပြင်းနေပါတယ်ရဲဘော်ထွန်းတန်းဟာလည်းလင်းကိုပစ္စတိုတဲကနေထုတ်ပြီးတော့တယောက်တည်းမောင်းထွက်သွားခဲ့ပါတယ်အတော်လဲကြာရောဂျပန်တယောက်ကစပိန်နဲ့လင်းတစည်းပင်လယ်ထဲပြက်ကျသွားကြောင်းကိုသတင်းလာပို့ပါလေရောဂျပန်ဆရာတွေနဲ့ရဲဘော်တွေလည်းအကုန်လုံးလန့်ဖြန့်သွားပြီးတော့ခြေမကိုင်မိလက်မကိုင်မိဖြစ်ကြပါလေရောဆရာဝန်တွေရောဂျပန်တပ်သားတွေပါလေရင်ပြက်ကျသွားတဲ့နေရာကိုထရပ်ကားနဲ့လိုက်သွားခဲ့ကြပါတယ်တဆူမူဂျပန်ဆရာကလည်းလေရင်တစည်းကိုကောက်မောင်းပြီးတော့ကြားတဲ့နေရာကိုထပ်လိုက်သွားပြန်ပါတယ်တဆူမူလည်းပြန်လာရောလေရင်ကျသွားတဲ့နေရာမှာအစအနပင်မတွေ့ရဘူးလို့ပြောလာပြန်တော့ပို့ပြီးတော့စိုးရိမ်ခဲ့ရပါတယ်အားလုံးပူဆွေးနေတဲ့အချိန်မှာပဲဖုန်းလုံးကဝင်လာပြီးတော့ရဲဘော်ထွန်းသန်းမသေးမပြောက်ဘဲနဲ့ဆေးရုံရောက်နေကြောင်းကိုကြားသိခဲ့ရပါတယ်နောက်တနေ့တင်နန်းချိန်ပြီးတော့ဆေးရုံကိုလိုက်သွားကြတဲ့အခါမှာတော့ရဲဘော်ထွန်းတန်းရဲ့ပြောပြချက်တွေအရလင်းမြန်ဟာလေပေါ်မှာဂျွန်းထိုးနေစဉ်မှာပဲဆက်ရက်သွားပြီးတော့ပြန်နိုးလို့မရခဲ့တော့ပါဘူးအချိန်နဲ့လင်းကွင်းကိုပြန်လာဖို့ကြိုးစားပေမဲ့လည်းလင်းကွင်းနဲ့အတန်အသင့်ဝင်းနေတာကြောင့်မို့လို့ကမ်းခြေမှာရှိတဲ့တဲတောင်မြင်ကိုထိုးဆင်းမှာပဲအချိန်လွန်ပြီးတော့ပင်လယ်ထဲထိုးကျသွားတာပဲဖြစ်ပါတယ်။ခေါင်းနဲ့ဆက်ခွက်နဲ့စောက်မိပြီးတော့သတိမေမျောနေတဲ့အချိန်မှာပဲအနီးနားမှာရှိတဲ့ဂျပန်တန်ငါတဲ့နှစ်ယောက်ကအချိန်မီကယ်ထုတ်နိုင်ခဲ့တာကြောင့်မို့လို့အသက်ရှင်ခဲ့ရတာပါ။လူကိုဆွဲထုတ်ပြီးတာနဲ့လင်းလဲစုံစုံမြုပ်သွားပါတော့တယ်။လေချောင်းတိုက်ပွဲတွေအတွက်လေ့ကျင့်ခန်းတွေကိုစာပြီးတော့လေ့ကျင့်ရပါတော့တယ်။မြေပြင်နဲ့မီတာ1500အမြင့်ဝေဟင်မှာဂျပန်ဆရာရဲ့လေရင်ကပြန်တန်းနေပြီးတော့မြန်မာចောင်းသားကအမြင့်ပေ2500အကွာကနေအထက်စီးယူပြီးတော့ဂျပန်ဆရာရဲ့လေရင်ကိုလွတ်ထွက်မသွားအောင်ထိုးတုပ်လိုက်ပြန်တက်လိုက်သူကွေးလျင်လိုက်ကွေးလိုက်ဂျွန်းထိုးလိုက်နဲ့ရန်သူလျင်ကိုမျက်ခြေမပြတ်သွားအောင်နောက်ကနေပြစ်ကွက်ရှာပြီးတော့မိအောင်ဖမ်းရတဲ့လေ့ကျင့်ခန်းမျိုးပဲဖြစ်ပါတယ်ဂျပန်ဆရာကလည်းသူ့လျင်ကိုမလွတ်တမ်းချုပ်ထားပြီးတဲတဲမဲမဲလိုက်နေမှကျေနပ်တဲ့သူလည်းပဲဖြစ်ပါတယ်နည်းနည်းတော့မျက်ခြေပြတ်သွားတာနဲ့စူပူကျိမ်းမောင်းပါလေရောဗျာနိုဝင်ဘာလဒုတိယပတ်လောက်ရောက်လာတဲ့အခါမှာတော့လင်းဘော်ကနေစစ်တနက်ပြစ်တဲ့လေ့ကျင့်ခန်းတွေကိုစတင်လေ့ကျင့်ရပါတော့တယ်စစ်တနက်ပြစ်လေ့ကျင့်ခန်းကပင်လယ်အင်ဂျင်နဲ့ဝေးတဲ့နေရာတွေမှာလေတကွန်တိုင်းတွေထောင်ထားပြီးတော့လင်းဘော်ကနေမောင်းရင်းနဲ့ထိမှန်အောင်ပြစ်ရတဲ့လေ့ကျင့်ခန်းမျိုးပဲဖြစ်ပါတယ်လေရင်ဟာပြစ်မှတ်ကိုပြစ်နေတဲ့အချိန်မှာပဲကြီးညက်ပြီးတော့ကြီးမထွက်တဲ့အခါတွေလည်းပဲရှိပါတယ်အဲ့လိုတနက်ပြစ်တို့ဂျမ်းဖြစ်ရင်လင်းကောင်းကန်းတွင်းမှာရှိတဲ့စစ်တနက်ကိုခေါင်းလေးငုပ်ရှိုးဝင်ပြီးတော့စစ်တနက်ကိုပြုပြင်ရပါတယ်အဲ့လိုပြုပြင်နေတဲ့အချိန်မှာပဲလင်းတက်မကိုလွတ်ထားရတာကြောင့်မို့လို့အချိန်မီမပြင်ဆင်နိုင်ခဲ့ရင်တော့လင်းပြစ်ကျနိုင်တဲ့အန်ဒီရယ်ကလည်းရှိနေခဲ့တာလည်းပဲဖြစ်ပါတယ်မြန်မာလူငယ်တွေလေ့ကျင့်ရတဲ့လင်းတွေကလည်းစေတွင်းကာလဖြစ်တာကြောင့်မို့လို့လင်းအသက်ကောင်းတွေမဟုတ်ဘဲနဲ့တပတ်ရင်အဟောင်းနွမ်းလေးတွေနဲ့ပဲလေ့ကျင့်ရတာပဲဖြစ်ပါတယ်တခါတော့ကမြန်မာလူငယ်လေးတယောက်အလွန်ညစ်ပတ်တဲ့လင်းကိုမောင်းမိသွားတဲ့အခါမှာတော့လင်းကိုလေထဲမှာကျွန်းပစ်နေတော့လင်းအမီးပိုင်းကကြွက်မိသားသူရဲ့ဆွေးနွေးသံတွေကိုလည်းအတိုင်းသားကြားရပြန်လျောဗျာမြေပြင်ပြန်ရောက်မှာပဲသူတို့ကိုထုတ်ပြီးဘေးလွတ်ရာကိုပို့ပေးခဲ့ရပါသေးတယ်လေပေါ်မှာစစ်တနက်ပြစ်လေ့ကျင့်ရင်းနဲ့ရဲဘော်အေးလိုင်တယောက်အခြားရဲဘော်တွေလိုပဲလေမြန်ကိုမောင်းပြီးတော့တက်သွားပါတယ်အချိန်ပြည့်တို့အခြားရဲဘော်တွေကမြေပြင်ကိုပြန်ရောက်ခဲ့တော့လေရဲဘော်အေးလိုင်တယောက်ပြန်မရောက်လာခဲ့ပါဘူးသူနဲ့တူပြန်တန်းကြတဲ့သူတွေကိုမေးကြည့်ပြန်တော့လေစစ်တနက်ပြစ်လေ့ကျင့်ရင်းနဲ့အုပ်စုကွဲသားကလေးကမတွေ့တော့ဘူးလို့ပြောလာပြန်ပါတယ်ရဲဘော်တွေအကုန်လုံးစိတ်ပူကြရပြန်ရောဗျာလင်းတဝင်းလုံးလဲရောက်ရက်ခတ်ကုန်ပြီးတော့ရှိသမျှဆေးရုံတွေရောရဲစခန်းတွေရောအကုန်လုံးဖုံးတွေဆက်ကြည့်တော့လေဘာသတင်းအစားအနာမှမရခဲ့ပါဘူးလေ့ကျင့်တဲ့အနီးတစ်ဝိုက်ကိုလည်းလေရင်ပြက်ကျခြင်းရှိမရှိကိုလိုက်လံအသေးစိတ်စူးစမ်းရှာဖွေလှုပ်ဆောင်ခဲ့ပေမဲ့လည်းဘလို့မှအစအနရှာမတွေ့ခဲ့ပြန်ပါဘူးအကယ်၍လေရင်မြန်ကပင်လယ်ထဲကျသွားလို့ရှိရင်လည်းပင်လယ်ထဲမှာစီကွက်ကြီးတွေတွေ့နိုင်တယ်လို့ဂျပန်ဆရာကပြောလာပြန်ပါတယ်
ရဲဘော်အေးလိုင်းတို့မြန်မာလူငယ်တွေအကုန်လုံးကရှေ့တစ်ခေါက်ကရဲဘော်ထွန်းတန်းဖြစ်တုံးကလိုမျိုးပဲအားလုံးစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်ရဲဘော်အားလုံးလည်းငင်းငိုင်ပြီးတော့ထမင်းမစားနိုင်ဟင်းမစားနိုင်ဖြစ်နေပြီးစိတ်သက်တွေလည်းကြားခဲ့ရပါတယ်နေ့လယ်တနာရီရောက်တဲ့ခါမှာတော့လင်းကွင်းကိုကျေးနန်းတစ်ခုကဝင်လာခဲ့ပါတယ်ရဲဘော်အေးလိုင်းဟာခိုးချီဆိုတဲ့ရေတက်လင်းကွင်းမှာအရေးကြီးစဉ်သက်ခဲ့ရကြောင်းအဲ့ဒီလင်းကွင်းမှာရှိတဲ့အကြောင်းကိုသတင်းပို့လာတာပဲဖြစ်ပါတယ်ဘာကြောင့်အဲ့ဒီလင်ကွင်းကိုဆင်းသွားရတာလဲဆိုတော့စက်တနက်ဖြစ်လေ့ကျင့်ဖို့ပင်လယ်ပြင်အရောက်မှာပဲပြစ်မှတ်ကိုရှာဖွေတဲ့အခါမှာတော့တော်တော်နဲ့ရှာလို့မတွေ့ခဲ့ပါဘူးပြစ်မှတ်ကိုတဲကြီးမဲကြီးရှာဖွေနေလင်းကိုသတိမထားမိပဲလင်းဟာမြင့်တဲ့မြင့်လာပြီးတော့တိမ်ဆိုင်တိမ်ခဲတွေကြောင့်ဝင်ရောက်သွားတဲ့အခါမှာတော့မြေပြင်ကိုမတွေ့ရတော့ပါဘူးတိမ်ကြားထဲမှာပဲမြေပြင်ကိုပြန်မြင်ရနိုးနိုးနဲ့ဝဲကပြန်နေရင်းနဲ့ဓာတ်စီကုန်လူးမတက်ဖြစ်သွားခဲ့ပါတယ်ကံကောင်းခြင်းတော့ပင်လယ်ကမ်းဆက်တနေရာကလင်းကွင်းငယ်လေးတစ်ခုကိုတွားတွေ့ပြီးတော့အချိန်မီဆင်းသက်ခဲ့တာလည်းဖြစ်ပါတယ်။သူဆင်းသက်မိခဲ့တဲ့လင်းကွင်းကရေတက်စကိုင်းရဲ့လင်းကွင်းတစ်ခုဖြစ်နေခဲ့ပါတယ်။သူလည်းလင်းဘော်ကဆင်ရောရေတက်ကဘိုကဟဲကောင်လင်းဘော်ပြတ်တန်းစမ်းလို့ပြောခဲ့ပါတယ်။ရဲဘော်အေးလိုင်းကလည်းအကျိုးအကြောင်းပြောပြပြီးတော့ခြေထောက်မှာလည်းတန်ရရနေတဲ့အကြောင်းဂျပန်လူမျိုးမဟုတ်ပဲမြန်မာလူမျိုးဖြစ်ကြောင်းအကြောင်းစုံရှင်းပြတော့မှာပဲကောင်းကောင်းမွန်မွန်အဲ့ခံကျွေးမွေးပါတော့တယ်။ရေတက်ကကြီးတက်လင်းတွေမစင်းခိုင်းတာကတအုပ်နဲ့တူမတည့်တဲ့အတွက်ကြောင့်မစင်းခိုင်းတာလည်းပဲဖြစ်ပါတယ်မြန်မာចောင်းသားတွေထားခါမစုလင်းကွင်းမှာလင်းမောင်းရင်းနဲ့လင်းပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့တာကဂျပန်ចောင်းသားတွေနဲ့ရှင်လို့ရှိရင်အ ਨੇ ချင်းပဲရှိပါတယ်ဂျပန်ចောင်းသားတွေကမောင်းရင်းနဲ့ပျက်စီးသွားတဲ့လင်းတွေကအစင်း20ကျော်တိရှိခဲ့ပြန်ပါတယ်ဒီဇင်ဘာလ2ရက်နေ့မှာတော့မြန်မာနိုင်ငံကနေဒေါက်တာဘာမော်လာမယ်ဆိုတဲ့အတွက်မြန်မာလူငယ်စစ်ကြောင်းသားတွေတွားရောက်တွေ့ဆုံခဲ့ရပါသေးတယ်။အဒီပလီကြီးကလည်းရင်းနီးဖော်ဖော်ရွေဆက်ဆံပြီးတော့မုတ်ဘိုးငွေ100စီပေးသွားခဲ့ပါတယ်။မြန်မာကျောင်းသားလူငယ်တွေတိုက်လျင်အောင်မောင်းနေနိုင်ပြီဆိုတာကိုသိရလို့အလွန်အားရဝမ်းမြောက်ကြောင်းမြန်မာပြည်ရဲ့အနာဂတ်လေတက်မတော်ရဲ့အမြူတေးတွေဖြစ်တာကြောင့်မလို့အစွမ်းကုန်ကြိုးစားကြဖို့ကိုလည်းအားပေးစကားကိုလိုတိုရှင်းပြောသွားခဲ့ပါတယ်။အဒီပီကြီးနဲ့တွေ့ဆုံပြီးတော့လင်းကွင်းကိုပြန်လာခဲ့တော့မြန်မာလူငယ်တွေရဲ့တက်ဆုမှုဆရာဖြစ်တဲ့ခိုဘယာရှိအစားဗိုလ်ကြီးဟီနိုခီကိုပြောင်းလဲတာဝန်ပေးခန့်အပ်ခဲ့ပါတယ်။ဂျပန်ဗိုလ်ကြီးဟီနိုခီဟာသူဟာမြန်မာပြည်မှာနှစ်ခွဲလောက်တာဝန်ထမ်းဆောင်မှုတဲ့သူဖြစ်လို့မြန်မာတွေနဲ့မစင်ကြောင်သူ့ကိုယ်သူမိတ်ဆက်ပါတယ်။သူ့ရဲ့ခြေထောက်တစ်ပတ်ဟာတစ်သားတုတက်ထားပြီးတော့လမ်းလျှောက်ရင်ထွန်းနဲ့ဖြစ်နေပါတယ်။သူ့ရဲ့ခြေထောက်တစ်ပတ်ဟာလည်းမြန်မာပြည်စစ်မြေပြင်မှာဗီဒီရှက်လျင်တွေနဲ့စီးချင်းထိုးရင်းနဲ့ခြေထောက်တစ်ပတ်ဆုံးရှုံးခဲ့တာလည်းပဲဖြစ်ပါတယ်။အမေရိကန်တွေကဂျပန်ကုန်းမြေတွေကိုတိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားလာတာနဲ့အမျှရှိသမျှလျင်တွေအကုန်လုံးကိုလည်းခါမီခါတဲ့လုံနေခဲ့တဲ့ကြောင်းမို့လို့လျင်တွေကလည်းတဖြည်းဖြည်းနဲ့ရှားပါလာခဲ့ပါတယ်။လင်းရှားပါလာတာနဲ့အမျှမြန်မာလူငယ်တွေနဲ့ဂျပန်ကျောင်းသားတွေဟာလည်းလင်းကိုလူပြီးတော့မောင်းတဲ့အဆင့်ထိဖြစ်လာခဲ့ပါတယ်။အားလုံးကိုစုံလီနန်းအောင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။ဘေးပြဝေးကွာလို့ဒါသောနေလေးဖြစ်ပါစေ။အပိုင်းလေးဆက်ပါဦး